အလုပ်ဖို့မိန်းကလေးဟာစီပိုးတပြားတစ်ချက်မှမပေးပဲကျွန်တော်ကားနဲ့လိုက်စီးနေတာ3လတောင်ရှိနေပြီသူကအိမ်မှာဖုန်းမိကြံခဲ့တယ်ဆိုတာကြီးပဲအမြဲအကြောင်းပြတတ်တယ်ကားထဲမှာကျွန်တော်ထားထားတဲ့အသီးနှံတွေနဲ့မုတ်တွေကိုလည်းကျွန်တော်ထက်တောင်မြန်အောင်သူကအရင်နှိုက်စားတတ်သေးတာဒီအခြေအနေကိုစိတ်ကုံလို့ကျွန်တော်နောက်ဆုံးတော့ကားကိုအိမ်မှာပဲထားခဲ့ဖို့ဆုံးဖြတ်လိုက်တယ်အခုဆိုနေ့တိုင်းအလုပ်ကိုစပိန်နဲ့ပဲသွားတော့တယ်မနေ့ကတော့သူကဒေါသတကြီးနဲ့ရုံးထွက်မှာကျွန်တော်ကိုစောင့်နေတယ်ဘာလို့ငါ့ကိုအတူတူပြန်ဖို့မစောင့်တာလဲလို့သူကမေးတယ်ကားကဝက်ရှော့ပို့ထားရလို့ဒါဆိုငါကအိမ်ကိုဘယ်လိုပြန်ရမှာလဲနင်ဒါကိုတမင်တကာလုပ်တာမလားနောက်နေ့မှာတော့လုံခြုံရေးဝန်ထမ်းကကျွန်တော်ကို CCTV မှတ်တမ်းတွေပြတယ်နေ့တိုင်းအလုပ်ဆင်းချိန်ဆိုရင်သူဟာကျွန်တော်ရဲ့ကားပါကင်နေရာနားမှာဟိုဟိုဒီဒီရှောက်သွားနေတာကိုတွေ့ရတယ်လေထဲကိုကန်ကြောက်နေပြီးတခုခုကိုလည်းမရက်မနာရေရွတ်နေပုံပဲသူကလူတိုင်းကိုလိုက်ပြီးအတင်းပြောနေတာသူ့ကိုအတူတူမခေါ်ပဲပြစ်ထားခဲ့တယ်အခုဆိုသူကကားမရှိတော့လို့တနာစရာမိမသားတယောက်အိမ်မပြန်နိုင်ဖြစ်နေရတယ်ဆိုပြီးတော့လုံခြုံရေးစခရင်ပေါ်မှာတော့သူ့ရဲ့ဝါတာတာပုံရိပ်ကကျွန်တော်ရဲ့အလုပ်ဖြစ်နေတဲ့ကားပါကင်နေရာကိုစိုက်ကြည့်နေတယ်လေထဲကိုဒေါသတကြီးနဲ့ချိန်ဆနေတယ်လို့ပဲလုံခြုံရေးဝန်ထမ်းရှောက်ရှမ်းကအတန်ကိုနည်းနည်းထပ်မြင့်လိုက်တယ်ရက်စစ်တန်တရှဲရှဲကြားတဲ့ကနေတုံညီနေတဲ့သူ့တန်ကိုကြားလိုက်ရတယ်သူတမင်လောက်တာရှင်းနေတာပဲနင်းသိစေရမယ်လူမရဲ့ကျေးဇူးပဲရှောက်ရှမ်းကတော့ဘာဖြစ်နေမှန်းမသိတယ်လို့နဲ့ခေါင်းကိုကုတ်နေရှာတယ်ဟေးရှောက်ရှမ်းဒီမိမဘာဖြစ်နေတာလဲနေ့တိုင်းလာပြီးတော့ဒီလိုတွေလုပ်နေတာလားသူကပြောနေတာလေအကိုကသူ့ကိုပြစ်ထားခဲ့တယ်တဲ့သူကတနာစရာအားကိုးရမယ်မိမသားမှုအိမ်မပြန်နိုင်ဘူးတဲ့အကိုကသူ့ကိုအဆက်ခွဲဖို့တမင်လောက်တာလို့ပြောနေတာကျွန်တော်ကတော့ခက်ခွက်ခွာလေးပဲရေးလိုက်မိတယ်လင်းရွဲဟာဒီရုံးမှာအလှဆုံးလို့အားလုံးကလက်ခံထားကြတယ်စပင်းရှည်ကောက်ကောက်လေးနဲ့မိတ်ကပ်ကလည်းအမြဲပြည့်စုံနေ့တိုင်း1 စင်တီမီတာရှိတဲ့တောင်းမြင့်ဖက်နှက်နဲ့ဟန်ဘာရှောက်တက်တာနှမျောစရာကောင်းတာကတော့ဒီလိုလှပတဲ့ရုပ်ရည်အောက်မှာလောဘကြီးပြီးအတ္တဆန်နဲ့စိတ်သက်ပုံကွယ်နေတာပဲကျွန်တော်ခုံကိုပြန်ရောက်တဲ့အခါကျွန်တော်အသေးချာဂရုစိုက်ပြိုးထားတဲ့အပင်လေးကိုနေအောင်မရတဲ့ထောက်တနေရာကိုပို့ထားတာတွေ့လိုက်ရတယ်အရွက်တွေကလည်းတစုံတစ်ယောက်ကအားနဲ့ညှစ်ထားသလိုမျိုးနွမ်းဖက်ပြီးအသက်မဲ့နေတယ်ဒါဘာလို့လက်ချက်လဲဆိုတာကျွန်တော်အသေးချာသိတာပေါ့ကော်ဖီဖြိုတဲ့အခန်းထဲကနေလင်းရွက်ရဲ့အတန်ထွက်လာတယ်ပုံမှန်ထက်ပိုဆူပြီးရှိုက်တန်လေးတွေလည်းပါနေတယ်ငါဘာမှသွားလဲမသိပါဘူးငါတို့ကလုတ်ဖို့ကင်ပတ်တွေပဲမဟုတ်လားအချင်းချင်းကူညီရမှာပေါ့သူကအမြဲတမ်းလူကောက်တယောက်လိုနေခဲ့တာလေအခုကြမှာရုတ်တရက်ကြီးဘာလို့လဲသူတမင်လောက်တာသိချတယ်ညတိုင်းအိမ်ပြန်နောက်ကျရင်လမ်းတွေကလည်းအယမ်းမောင်နေတာငါတကယ်ကိုစိတ်မကောင်းဘူးလုတ်ဖို့ကင်ဖက်တချို့ကဝိုင်းပြီးချော့နေကြတယ်မငိုပါနဲ့တော့ဒီလိုလူမျိုးအတွက်နဲ့စိတ်တူမခံပါနဲ့တချို့လူတွေကအယမ်းကက်ဆေးနေတာသူများကောင်းစားတာကိုမကြည့်နိုင်ကြဘူးကျွန်တော်နဲ့ရင်းနှီးတဲ့လုတ်ဖို့ကင်ဖက်တယောက်ကဘေးကဖြတ်သွားရင်မင်းကိုတနာပါတယ်ဆိုတဲ့အကြည့်နဲ့ကြည့်သွားတယ်လင်းရွက်နဲ့အမြဲတွဲနေတဲ့တခြားလုတ်ဖို့ကင်ဖက်တယောက်ကတော့ကျွန်တော်ရှိမှရက်လက်ပိုက်ပြီးခက်ထိထိကြည့်ရင်ပြောတယ်ဟေးရန်ဝမ်မင်းရန်ရက်ဆက်မနေနဲ့ဦးမင်းကလေးတယောက်ကမင်းကားနဲ့လိုက်ချင်တယ်ဆိုတာမင်းအတွက်ခုံယူစရာပဲအခုတော့မင်းကသူ့ကိုလမ်းခုလက်မှာပစ်ထားခဲ့တယ်ပေါ့ဘယ်လိုလူစားမျိုးကအဲ့ဒီလိုလုပ်တာလဲတော်ဆန်းပါအဲ့ဒါကားအစုပ်လေးတစ်စီးပဲဟာကိုမင်းကိုမင်းဘာမှတ်နေလဲကျွန်တော်ကတော့ဘာတခုမှပြန်မပြောပဲအေးစစ်စစ်ပဲကြည့်နေလိုက်တယ်ရုံးတွေအချင်းချင်း message ချဖို့တဲ့ program ကိုဖွင့်လိုက်တော့ screen ပေါ်မှာ message တွေအများကြီးပဲဟေ့မင်းလင်းရွက်ကိုကားမစီးခိုင်းမှုဆိုတာကြားတယ်ရန်ဝိုင်းရအဲ့ဒီလိုမလုပ်ပါနဲ့လမ်းကြောင်းကောင်းကောင်းထားပါဦးတနေ့နေ့ပြန်ဆုံးဦးမှာပဲဟာရုံးတူတူပဲကိုဒီလောက်အထိကက်ဆေးနေစရာမလိုပါဘူးမင်းဒီလိုလူမျိုးလို့တကယ်မထင်ထားခဲ့ဘူးစိတ်ပြတ်မိတယ်ကွာကျွန်တော်လင်းရွက်ရဲ့လူမှုကွန်ရက်အကောင့်ကိုဝင်ကြည့်လိုက်တော့မိနစ်30ကတင်ထားတဲ့ post အသစ်တစ်ခုရှိနေတယ်စေတနာကိုဝေဒနာနဲ့တုတ်ပြန်ခံရပြီးအခုကစပြီးငါဘသူ့ကိုယုံကြည်ရတော့မလဲတပ်ပုံကတော့တိတိကျကျပြင်ဆင်ထားတဲ့ selfie ပုံလေးမျက်လုံးတွေကနီးရဲနေပြီးမျက်ရည်တွေကပါးပြင်ပုံမှာအန်ကိုက်ကျနေတာသူ့ရဲ့မျက်တောင်ရှိကြီးတွေမှာမျက်ရည်ဥတွေတွဲခုနေတာကကြည့်ရတာအရန်တနာစရာကောင်းနေတယ်ကွန်မန့်တွေမှာတော့ကျွန်တော်ကိုဝိုင်းဝန်းဝေဖန်နေကြတာအဟုန်နဲ့ကိုတက်နေတော့တာပဲရွဲမငူနဲ့တော့ဖတ်ထားပေးမယ်နော်ဘလို့လူမိုက်ကငါတို့ရဲ့ရွဲကိုနာကျင်အောင်လုပ်လိုက်တာလေမျက်နှာကိုထွက်ပြဆန်းအဲ့ဒီလူကမင်းတို့ကုမ္ပဏီကကားဖြူရောင်းမောင်းတဲ့တယောက်မလားအရင်တစ်ခါကလေးကကြည့်လိုက်ကလေးကသူ့မျက်နှာကလူရုပ်မှရုပ်ပေါက်နေတာစကရင်ပေါ်ကသူမရဲ့ဟန်ဆောင်ကောင်းလာတဲ့တရုပ်ဆောင်ချက်တွေကိုကြည့်ရင်ကျွန်တော်ဘာမှမခံစားရဘူးတကယ်တော့ရေတောင်ရေချင်မိတယ်သူများရဲ့စေတနာကိုစုပ်ယူစားတောက်နေတဲ့ကပ်ပါကောင်တစ်ကောင်ပေါ့အစာကျွေးတာရက်လိုက်တာနဲ့ယူနန်းတလူလိုက်ကြိုက်ပြီးနာမည်ဖြတ်ဖို့ကြိုးစားတော့တာပဲဒီလိုကစားကွက်တွေကိုကျွန်တော်ကောင်းကောင်းကြီးသိတာပေါ့ကျွန်တော်အဘက်ကိုပိတ်လိုက်ပြီးလုံခြုံရေးဝန်ထမ်းရှောင်းချမ်းစီ message ချပို့လိုက်တယ်ရှောင်းချမ်းနောက်ထပ်အပိုင်းတစ်တွေရှိရင်လည်းကျွန်တော်အတွက်အကုန်မတန်းတင်ပေးထားပါဦးကင်မရာတောင်းဆောင်ကနေရိုက်ပေးတော့ပြီးတော့ကြည်ကြည်လင်းလင်းလေးဖြစ်ရမယ်လူမှုကွန်ရက်ပေါ်ကဝေဖန်မှုတွေကဒီရတက်တယ်လို့တလိမ့်လိမ့်တက်လာပြီးမဲ့လင်းရွက်ဟာဒီလက်ကွက်ကကျွန်တော်အပေါ်မထိရောက်ဘူးဆိုတာမကြခင်မှာပဲသိသွားတယ်ကျွန်တော်ကတော့အလုပ်ကိုစပိန်နဲ့အချိန်မှန်မှန်ပဲသွားနေစေရုံးထဲမှာလည်းသူမရဲ့ငိုပြတာတွေသူများတွေရဲ့အပြစ်တင်တဲ့အကြည့်တွေကိုမကြားချင်အောင်မမြင်ချင်အောင်ဆောင်နေလိုက်တယ်သူတို့သာမရှိတယ်လို့မျိုးပေါ့နောက်ဆုံးတော့သူမစိတ်မရှိနိုင်တော့ဘူးနောက်နေ့ညနေမှာကျွန်တော်ကအရန်ရေးကြီးတဲ့အစီရင်ခံစာတစ်ခုကိုအပြီးတက်နေတော့လင်းရွက်ကကော်ဖီပူပူတစ်ခွက်ကိုကင်ပြီးကျွန်တော်ဘေးကနေဟန်ဘာဘာနဲ့ဖျက်လျှောက်သွားတယ်ကျွန်တော်ခုံသားရောက်တော့သူကတမင်တကာချော်လဲတယ်လို့ဟန်ဆောင်လိုက်ပြီးကော်ဖီပူတွေအားလုံးကျွန်တော်ဇပွဲပေါ်ကအစီရင်ခံစာစာရွက်တွေပေါ်မှောက်ချလိုက်တော့တာပဲအိုး sorry နော်ရန်ဝမ်ငါတကယ်တမင်လောက်တာမဟုတ်ပါဘူးသူ့တန်ကထိတ်လန့်နေပုံပေါက်ပြီးမဲ့မျက်လုံးထဲမှာတော့နောင်တရတဲ့အရေးရောင်စိုးစင်းများတော့မရှိဘူးအဲ့ဒီလှပတဲ့မျက်လုံးတွေထဲမှာအောက်နိုင်သူတယောက်ရဲ့ဂုံယူမှုနဲ့စိန်ခေါ်မှုတွေကခဏတာဝင်းလက်သွားတယ်ရုံးကလူတွေလည်းစူညံတန်ကြားလို့ဝိုင်းလာကြတယ်ပျက်စီးသွားတဲ့စာရွက်တွေကိုကြည့်ပြီးနှမျောတတဖြစ်ကုန်ကြတာပေါ့ဟာအစီရင်ခံစာတော့ပျက်စီးကုန်ပြီဒါကိုဒရိုက်တာဝန်ကဒီညနေအစည်းအဝေးအတွက်အရေးတကြီးလိုနေတာလေရွဲကတမင်လောက်တာမဟုတ်ဘူးလို့ပြောနေတာပဲဟာရန်ဝမ်မင်းလည်းအရန်ကြီးစိတ်မဆိုးပါနဲ့ဘယ်သူမဆိုမတော်တဆဖြစ်တတ်တာပဲသူတို့စကားတွေကနှစ်သိမ့်တလူလူနဲ့ကျွန်တော်ကိုဖိအားပေးနေကြတာကျွန်တော်သာစိတ်ဆိုးလိုက်ရင်ကိစ္စအသေးမွားလေးကိုပုံကြီးချဲတဲ့လူဖြစ်သွားတော့မယ်လေလင်းရွဲကတော့ဒီအခွင့်အရေးကိုတုံးပြီးရှိုက်ငိုတော့တာပဲမျက်ရည်တွေကချက်ချင်းကိုဝဲလာတာတကယ်ပါရွဲနင့်ကိုကူညီပါရစေနောက်တစ်စုံထပ်ထုတ်ပေးရမလားဒီအစီရင်ခံစာကကျွန်တော်တစ်ပတ်လုံးအချက်လက်တွေရှာဖွေစုဆောင်းပြီးခေါင်းစားခံပြင်ဆင်ထားရတာပြန်ထုတ်ရုံနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးဒါပေမဲ့ကျွန်တော်စိတ်မဆိုးဘူးမျက်မှောင်တော့မကြုံမိဘူးပျက်စီးသွားတဲ့အစီရင်ခံစာကိုပဲတီတီငိမ့်ငိမ့်စိုက်ကြည့်နေလိုက်တယ်
ပြီးတော့တ िश ူးယူပြီးစပွဲပေါ်ကကော်ဖီတွေကိုအေးဆေးဆေးပဲတုပ်လိုက်တယ်ဘာမှမဖြစ်ပါဘူးကွန်ပျူတာထဲမှာတင်ထားတာရှိပါတယ်ဒါပေမဲ့ပြန်ထုတ်ပြီးစာအုပ်ချုပ်ဖို့တော့အချိန်နည်းနည်းကြာအောင်မယ်အဲ့ဒါမင်းဒရိုက်တာဝန်စီသွားပြီးတော့မင်းကြောင့်အစီရင်ခံစာပျက်စီးသွားလို့ညနေ3 နာရီစီဝေးကို10 မိနစ်လောက်နောက်ဆုတ်ပေးဖို့တွားပြောပေးလို့ရမလားဒရိုက်တာဝန်ဆိုတာကုမ္ပဏီမှာစီကန်းကြီးလုံးလို့ငရဲမင်းလို့တောင်တင်စားခံရတဲ့သူလင်းရွက်ဘယ်လိုလုပ်တွားပြောရဲပါမလဲလင်းရွက်ရဲ့မျက်နှာဟာကျေနပ်နေတဲ့အသွေးရောင်ကနေချက်ချင်းဆိုသလိုထိတ်လန့်တုန်လှုပ်တဲ့အယောင်ဖြစ်ပြောင်းသွားတယ်သူဘေးကလူတွေကိုအကူအညီတောင်းတဲ့အကြည့်နဲ့ကြည့်ပေမဲ့ဒီတစ်ခါတော့ဘယ်သူမှဝင်မကူကြတော့ဘူးဘာပဲဖြစ်ဖြစ်ကော်ဖီမောက်တာကသူကိုယ်တိုင်ဖြစ်ပြီးအားလုံးလည်းမြင်နေကြတာကိုတွားလေတွားပြီးကို့အမကိုဝင်ခံလိုက်ပါဒရိုက်တာဝန်ကကြိုးကြောင်းဆင်ကျင်တက်တဲ့သူပဲမင်းကိုတကယ်ကြီးစိတ်မဆိုးပါဘူးပြီးတော့ဒါကိုအားလုံးလည်းမြင်နေတာပဲလေလင်းရွက်ဟာဘာလို့ရမှန်းမသိပဲကြောက်ရွံ့လို့ရက်နေတော့တယ်ဒရိုက်တာဝန်ရဲ့ဒေါသကိုသူရင်ဆိုင်ရတော့မယ်သူ့ရဲ့လှပတဲ့မျက်နှာလေးဟာတွေးမရှိသလိုဖြူလျော်သွားပြီးနှက်ခမ်းတွေလည်းတုံနေတယ်ကျွန်တော်ကတော့ဘာမှဆက်မပြောတော့ပဲကွန်ပျူတာထဲကဖိုင်ကိုဖွင့်ပြီး print ထုတ်လိုက်တယ်နောက်ဆုံးတော့လေးရွက်လည်းတက်တိမွေးပြီးဒရိုက်တာဝန်ရဲ့အခန်းစီထွက်သွားတယ်ပြန်ထွက်လာတော့မျက်လုံးတွေကယုံမျက်လုံးလိုနေရဲလို့ပေါ့ကျွန်တော်ဘေးကဖြတ်သွားတဲ့အခါသူ့ရဲ့ရန်မျိုးဖွဲ့နေတဲ့အကြည့်တွေကကျွန်တော်အသားကိုတစစီဖဲယူချင်နေတဲ့အတိုင်းပဲကျွန်တော်ကတော့ဒါကိုဂယုမဆိုင်တဲ့အပြင်သူ့ကိုနွေးနွေးထွေးထွေးတောင်ပြုံးပြလိုက်သေးတယ်အလုပ်ဆင်းချိန်မှာတော့လုံခြုံရေးဝန်ထမ်းရှောင်းချမ်းစီက message တစ်ခုရောက်လာတယ်ရှောင်းချမ်းရေဒီညတော့ပြပွဲရှိတယ်ဟဲ့အကုန်လုံးအဆင်တင်ပဲမိနစ်30လောက်ကြာမှာတော့ဖုန်းကတုံခါလာပြီးရှောင်းချမ်းကဗီဒီယိုတစ်ခုပို့ပေးလာတယ်လင်းရွက်ဟာကျွန်တော်ရဲ့အလုပ်ဖြစ်နေတဲ့ကားပါကင်နေရာမှာဒေါသထွက်နေတဲ့ချင်းတင်မတကောင်ကိုရောက်နေတာကျွန်တော်ကားရက်နေကြနေရာကိုလေထဲမှာတင်ဒေါသတကြီးနဲ့ကန်ကြောက်နေတာပေါ့သူပြန်တော့မဲ့အချိန်မှာပဲမလန့်မကန့်မှာရက်ထားတဲ့ကားတစ်စီးကိုတွေ့သွားတယ်အဲ့ဒါကကျွန်တော်ကားနဲ့မော်ရဲတူတူပဲကွာခြားချက်ကတော့ကားနံပါတ်ပြပဲဒါပေမဲ့လင်းရွက်ကတော့အဲ့ဒါတွေကိုသတိထားမိပုံမပေါ်ဘူးကားနံပါတ်တွေကိုလည်းအလွတ်မှတ်ထားတာမဟုတ်ဘူးလေသူ့မျက်လုံးထဲမှာမကောင်းတဲ့အရေးအယောင်တွေဝင်းလက်သွားတယ်အဲ့ဒီကားဘေးကိုတပတ်ပတ်ကြည့်ပြီးသူ့အိတ်ထဲကတော်တွဲကိုထုတ်လိုက်တယ်သူကားကိုချစ်တော့မလို့လားလင်းရွက်ရဲ့တော့ကကားစေးသားပေါ်ထိခါနေအချိန်မှာပဲအဝေးကနေခြေတံတွေကြားလိုက်ရတယ်ဗီဒီယိုကအဲ့ဒီမှာပဲဆုံးသွားတယ်အဲ့ဒီအချိန်မှာပဲရှောင်းချမ်းစီကရေတံလေးနှောထားတဲ့အတန်ဖိုင်တစ်ခုရောက်လာပြန်တယ်ရန်ဝမ်ဒီမိမကတခြားတယောက်ရဲ့ကားကိုမင်းကားလို့မှတ်နေတာထင်တယ်တကယ်ကိုယူနေတာပဲဘယ်ဟာကမင်းကားမှန်းတောင်သူမခွဲခြားတတ်ဘူးရှောင်းချမ်းရဲ့စကားကိုကြားရတော့ကျွန်တော်နားလည်သွားတယ်သူကရန်ဝမ်ဆိုတဲ့လူကိုမုန်းနေတာမဟုတ်ဘူးသူအလိုရှိသမျှကိုအမြဲတမ်းဖြည့်ဆည်းပေးနေတဲ့အရင်မြစ်တစ်ခုကအခုတော့အသုံးမဝင်တော့တာကိုသူမခံမရနိုင်ဖြစ်နေတာအဲ့ဒီအရင်မြစ်ကသူ့ရဲ့အတက်ဆန်တဲ့လိုရင်းတွေကိုမဖြည့်ဆည်းပေးနိုင်တော့တဲ့အခါမှာတော့အဲ့ဒါကိုဖျက်ဆီးပစ်ဖို့ပဲသူစူးစမ်းတော့တယ်ဗီဒီယိုထဲမှာရှူသွတ်နေတဲ့လင်းရွက်ရဲ့ပုံရိပ်ကိုကြည့်ရင်ကျွန်တော်ဒေါသမထွက်မိဘူးဒီလိုအခြေအနေကြီးကဘယ်လောက်တောင်အတိတ်ပဲမရှိလိုက်တယ်လဲဆိုတာကိုပဲတွေးမိတယ်ကျွန်တော်ခေါင်းထဲမှာအစီအစဉ်တစ်ခုပေါ်လာတယ်ဗီဒီယိုကိုတိတ်လိုက်ပြီးရှောင်းချမ်းကိုပြန်ဖြေလိုက်တယ်ကောင်းပြီရှောင်းချမ်းမနေ့ပြန်ကြရင်ငါ့ကိုအကူအညီတစ်ခုထပ်ပေးပါဦးတနင်္လာနေ့ရုံးတက်တော့လင်းရွက်ဟာငုံမဲမဲမျက်နှာနဲ့ရုံးထဲကိုဝင်လာတယ်ရွေ့ဘာဖြစ်လို့လဲငါဘာလို့ရမှန်းမသိတော့ဘူးတောက်ကြနေညကအိမ်ကိုမက်ထရိုရထားနဲ့ပြန်လာလမ်းမှာပတ်စံအိတ်ခိုးခံလိုက်ရတယ်အဲ့ဒီထဲမှာဒီလအတွက်သုံးမဲ့ပတ်စံတွေကုန်တဲ့မှတ်ပုံတင်တွေစာရွက်စာတမ်းတွေအကုန်ပါသွားပြီးငါဘယ်လိုလုပ်ရမလဲသူကကဘာပြတ်တော့မဲ့အတိုင်းအတန်ကုန်ဟစ်ပြီးငိုတော့တာပဲရုံးထဲမှာလည်းစူညံသွားတာပေါ့ဟာနှမျောစရာကောင်းလိုက်တာခိုးတဲ့သူတွေကလည်းအရန်များတာပဲသွားတိုင်လိုက်အောင်နော်ကက်တွေနဲ့မှတ်ပုံတင်တွေကအရန်ရေးကြည့်တယ်လူတွေကဝိုင်းပြီးတနာပြနေတော့မှပဲလင်းရွက်ကရုတ်တရက်စကားလမ်းကြောင်းကိုပြောင်းလိုက်တယ်သူကမောကြည့်ပြီးကျွန်တော်ကိုစိုက်ကြည့်လိုက်တယ်ဒါတွေအားလုံးကရန်ဝင်ရဲ့အဖြစ်ပဲသူတာငါ့ကိုကားနဲ့အမြဲတမ်းပြန်ခေါ်နေရင်ငါမက်ထရိုစီးစရာမလိုဘူးဒါဆိုငါပတ်စံအိတ်လဲအခိုးခံရမှာမဟုတ်ဘူးဒါတွေအကုန်လုံးကသူ့ကြောင့်ဖြစ်တာရုံးခန်းတစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားတယ်လူအားလုံးရဲ့အကြည့်တွေကကျွန်တော်စီကိုကြားရောက်လာတယ်ကျွန်တော်ကပဲသူ့ပတ်စံအိတ်ကိုခိုးတဲ့သူလိုမျိုးဒါမှမဟုတ်တခိုးထက်တောင်ပိုဆိုးတဲ့လူလိုမျိုးပေါ့သူ့ရဲ့ရုပ်တရက်ဆိုရင်ကျွန်တော်ကသာအကျဉ်းသားတရားကင်းမဲ့ပြီးရက်ဆက်မနေခဲ့ရင်သူဒီလိုအခိုးခံရမယ့်အခြေအနေမျိုးကြုံမှာမဟုတ်ဘူးလေလင်းရွက်ကတော့သူဖြစ်ချင်တဲ့အခြေအနေကိုဖန်တီးလိုက်နိုင်လို့ကျင်းနေနေပုံပဲရန်ဝမ်မင်းမဒီကိစ္စအတွက်တာဝန်ရှိတယ်ငါဆုံးရှုံးသွားတဲ့ပတ်စံရဲ့တဝက်ကိုမင်းပြန်ပေးရမယ်သူ့မျက်လုံးထဲမှာလောဘနဲ့တွက်ကိန်းတွေဝင်းလက်နေတာကိုမြင်လိုက်ရတော့ကျွန်တော်ထိုင်ကုန်ကနေထားလိုက်တယ်ရုံးခန်းထဲကလူတွေအသက်ရှူဖို့တောင်မေးသွားကြပြီးကျွန်တော်တို့အကြီးအကျယ်စကားများကြတော့မယ်လို့ထင်နေကြတာငါကပေးရမယ်ဟုတ်လားကျွန်တော်ကပြန်မေးလိုက်တယ်ကောင်းပြီလေဒါပေမဲ့ဘယ်သူမှတာဝန်ရှိတယ်လဲဆိုတာရှင်းရှင်းလင်းလင်းသိရအောင်ရဲကိုပဲခေါ်လိုက်တာအကောင်းဆုံးဖြစ်မယ်ထင်တယ်ရဲကဆိုတဲ့စကားလုံးကဘုံတစ်လုံးပောက်ကွဲလိုက်တယ်လို့ပဲတိတ်ဆိတ်နေတဲ့ရုံးခန်းထဲမှာလင်းရွက်ရဲ့မျက်နှာဟာချက်ချင်းဖြူလျော်သွားတယ်ကျွန်တော်ဖုန်းကိုထုတ်ပြီးခေါ်ဆိုဖို့ပြင်လိုက်ရင်အေးအေးဆေးဆေးပဲရှင်းပြလိုက်တယ်ရဲကစုံစမ်းစစ်ဆေးတာကအမျှတဆုံးနဲ့အထီရောက်ဆုံးပဲလေသူတို့ဆိုရင်ခိုးတဲ့သူကိုဖမ်းမိအောင်ကူညီပေးမှတေးချတယ်ဒါမှမင်းဆုံးရှုံးသွားတာတွေအကုန်ပြန်ရမှာပေါ့ပြီးတော့မင်းရဲ့ဆုံးရှုံးမှုတွေကဘာလို့မှအပြစ်ရှိတယ်လို့မင်းထင်ရတာလဲဆိုတာကိုလည်းရဲကိုတခါတည်းပြောပြချင်လို့ပါလင်းရွက်ဟာအမီးနှင်းခံလိုက်ရတဲ့အကြောင်းတကောင်လိုတုံ့လောက်သွားပြီးကျွန်တော်လက်ထဲကဖုန်းကိုလှမ်းဆွဲတော့တာပဲဟင်းရဲကိုမတိုင်ပါနဲ့ငါကပတ်စံနည်းနည်းပဲဆုံးရှုံးသွားတာပါဒါကကိစ္စအသေးမွှားလေးပဲဟာရဲကိုသွားပြီးဒုက္ခပေးနေစရာမလိုပါဘူးတကယ်ပါမလုပ်ပါနဲ့ဘာလို့အသေးမွှားဖြစ်ရမှာလဲတလားစာသုံးမဲ့ပတ်စံတွေနဲ့မှတ်ပုံတင်တွေပါသွားတာလေပြီးတော့ငါမှအပြစ်ရှိတယ်လို့မင်းပဲပြောနေတာမဟုတ်လားရဲကဘသူမှအမှန်တရားရှိတယ်လဲဆိုတာဆုံးဖြတ်ပေးတာကအကောင်းဆုံးပေါ့သူရဲကိုမတိုင်ရတာကအကြောင်းရှိတယ်ဘာလို့လဲဆိုတော့သူဘာမှအခုမခံခဲ့ရလို့ပဲဒါတွေအားလုံးကကျွန်တော်ကိုစိတ်တက်ရအရာဖိအားပေးပြီးပတ်စံညစ်ဖို့သူဖန်တီးထားတဲ့ပြဿနာတစ်ခုပဲလေငါကပြဿနာအကြီးအကျယ်မဖြစ်စေချင်လို့ပါရန်ဝမ်မင်းကဘာလို့ဒီလောက်တောင်ကြမ်းတမ်းနေရတာလဲငါတို့ကလုတ်ဖို့ကင်ဘက်တွေမဟုတ်ဘူးလားသူကကိုချင်းတရားဆိုတဲ့စကားလုံးကိုသုံးပြီးကျွန်တော်ကိုထပ်ပြီးဖိအားပေးဖို့စူးစမ်းပြန်တယ်ဒါပေမဲ့ဒီတစ်ခါတော့ဘယ်သူမှသူ့ဘက်ကမပါတော့ဘူးရဲခေါ်မှာကိုသူဒီလောက်တောင်ကြောက်နေတာကိုမြင်တော့ဘာဖြစ်နေတယ်လဲဆိုတာလူတိုင်းရိပ်မိသွားကြပြီလူတွေရဲ့အကြည့်တွေကတနာတာကနေတန်တရားဖြစ်တာပြီးတော့အထင်သေးတာတွေစီပြောင်းလဲသွားတော့တယ်ငါရဲ့စေတနာကမင်းပတ်စံညစ်ဖို့အတွက်သုံးစရာအခွင့်အရေးမဟုတ်ဘူးနောက်တစ်ခါပတ်စံတောင်းဖို့စဉ်းစားရင်မင်းဖန်တီးတဲ့လိမ်လည်မှုကနည်းနည်းလေးတော့ယုတ်တိရှိအောင်အရင်လုပ်ခဲ့ဦးလင်းရွက်တကူလုံးတုံပြီးသွားတယ်သူနောက်ကိုခြေလန်းနေငယ်ဆုပ်လိုက်မိတယ်ရုံးခန်းထဲမှာတင်းချိုင်းကုန်းလိုတိတ်ဆိတ်နေတော့တာပဲ
နောက်ဆုံးတော့သူမျက်ရည်တွေနဲ့ရုံးခန်းထဲကနေပြေးထွက်သွားတော့တယ်ဒီပတ်စံညစ်ဖို့စူးစမ်းတဲ့ကိစ္စကြောင့်လင်းရွက်ဟာကုမ္ပဏီတစ်ခုလုံးရဲ့ရေစရာဖြစ်ပျက်ကြီးဖြစ်သွားတော့တယ်အရင်ကသူ့ကိုဝိုင်းပြီးချုပ်ပေးနေတဲ့လူတွေတောင်အခုဆိုသူ့ကိုတွေ့ရင်လမ်းဘေးဖယ်ပြီးရှောင်သွားကြပြီးဒီလောက်ဆိုရင်တော့သူနည်းနည်းတော့စင်ကျင်လာလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့သူ့ရဲ့အရှက်မရှိမှုနဲ့ယူသွမှုကိုကျွန်တော်ရှော့တွက်ခဲ့မိတာပဲဗုဒ္ဓဟူးနေ့ညနေမှာတော့လူဆွမ်းအားအရင်မြင့်ဌာနမှုကကျွန်တော်ကိုသူ့ရုံးခန်းစီခေါ်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်စိတ်ထဲမကောင်းတဲ့အငွေ့သက်တစ်ခုကိုချက်ချင်းခံစားလိုက်ရတယ်လင်းရွက်စီကနေတရားဝင်တိုင်ကြားစာရထားတယ်ဒါကိုကြည့်လိုက်ဦးအဲ့ဒီတိုင်ကြားစာထဲမှာလင်းရွက်ဟာမျက်ရည်စလက်နဲ့တွေ့ပြတ်မတက်ခံစားနေရတဲ့အကြောင်းလုပ်ငန်းခွင်တွင်နှိမ့်ဆက်ညှဉ်းပန်းခံရပြီးစိတ်ပိုင်းဆိုင်ရာစော်ကားခံရကြောင်းတွေကိုရေးထားတာသူကသူ့ကိုယ်သူအပြစ်ကင်းစင်ပြီးစိတ်ထားကောင်းတဲ့ဝန်ထမ်းတစ်လေးတစ်ယောက်ဖြစ်ပုံဖော်ထားပြီးကျွန်တော်ကတော့တနာညာတာမှုမရှိတဲ့ဝန်ထမ်းဟောင်းလူယုံမာကြီးတစ်ယောက်အနေနဲ့ရေးထားတာပေါ့ပိုပြီးရေးစရာကောင်းတာကသူ့မှာတက်တည်တွေပါရှိနေတာပဲသူ့ရဲ့အပေါင်းပါတငယ်ချင်းတစ်ယောက်ကလည်းကျွန်တော်သူ့ကိုနှိမ့်ဆက်တာတွေရိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုတာတွေကိုမြင်တွေ့ခဲ့ရပါတယ်ဆိုပြီးတက်တည်လိုက်ပေးကြတယ်အမှန်တရားကိုပြောင်းကျက်လိန်ညာထားတဲ့အဲ့ဒီဆွဆွဲချက်တွေကိုကြည့်ရင်ကျွန်တော်အရန်ဒေါသထွက်လာပြီးနောက်ဆုံးတော့ရဲတောင်ရဲမိသွားတော့တယ်ဒါတွေအကုန်လုံးကအလိန်ညာတွေပဲဌာနမှုကမျက်မှောင်ကျုပ်လိုက်တယ်သူကအမှန်တရားကိုစိတ်မဝင်စားဘူးကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုပဲစိတ်ပူနေတာအမှန်တရားကဘာပဲဖြစ်ဖြစ်အခုပြဿနာကမင်းတို့ရဲ့ပုံကိုယ်ရေးအငင်းပွားမှုကြောင့်တဌာနလုံးအလုတ်အောက်ကုန်ပြီးလုပ်ငန်းခွင်ပတ်ဝန်းကျင်လည်းပျက်စီးကုန်ပြီးသူ့အတန်ကညှင်းပယ်လို့မရတဲ့အမိတ်တံမျိုးပေါ့လင်းရွက်ကအခုစိတ်ပိုင်းဆိုင်ရာအယမ်းမတည်မငြိမ်ဖြစ်နေတယ်ဒီမနက်တင်ဆေးရုံကနေစိတ်ကြယောဂအတင်းခံစားနေရတယ်ဆိုလဲဆေးမှတ်တမ်းတင်ထားတယ်ကျွန်တော်ကြားရတာကိုတော့မယုံနိုင်ဘူးလွန်ခဲ့တဲ့2ရက်ကတင်ကျွန်တော်ကိုပတ်စံညစ်ဖို့စူးစမ်းခဲ့တဲ့မိမကလေဌာနမှုသူကအရင်စတာပါဟိုတနေ့ကဒရိုက်တာ1အတွက်ကျွန်တော်ပြင်ထားတဲ့အစီရင်ခံစာပေါ်ကိုသူတမင်တကာကော်ဖီမောက်ချတာရုံးခန်းတစ်ခုလုံးအတိပဲလေအဲ့ဒါကော်ဖီတစ်ခွက်ပဲဟာကိုဘာမှလည်းရေးမကြည့်ပါဘူးသူလဲတောင်းပန်ပြီးပြီမဟုတ်လားမင်းကဘာလို့ဒီလောက်ထိအညိုးကြီးနေရတာလဲကုမ္ပဏီကမင်းတို့ကိုအလုပ်လုပ်ဖို့ပတ်စံပေးထားတာရန်ဖြစ်ဖို့ပေးထားတာမဟုတ်ဘူးအခုလင်းရွက်ရဲ့အခြေအနေကြောင့်အလုပ်တွေလည်းထိခိုက်ကုန်ပြီဒါကြောင့်ငါတို့အရေးယူရတော့မယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ခြေပြားကနေခေါင်းအထိစိတ်ပြတ်မှုတွေအကြီးအကျယ်ခံစားလိုက်ရတယ်သူတို့ကဘယ်သူမှလဲဆိုတာကိုဂရုမစိုက်ကြဘူးဘယ်သူကပိုပြီးအတန်ကျဲတယ်လဲဘယ်သူကပိုပြီးအားနေတယ်လို့ဟန်ဆောင်နိုင်တယ်လဲဘယ်သူကတရုပ်ဆောင်ပိုကောင်းတယ်လဲဆိုတာကိုပဲကြည့်ကြတာနောက်ဆုံးတော့ဌာနမှုကဆုံးဖြတ်ချက်ကိုပြောချင်တော့တယ်ညတာတဲ့စုံစမ်းစစ်ဆေးမှုဖြစ်စေဖို့အတွက်ရောမင်းတို့နှစ်ယောက်လုံးစိတ်အေးသွားစေဖို့အတွက်ပါကုမ္ပဏီကဆုံးဖြတ်လိုက်ပြီးဒီနေ့ကစပြီးအလုံးနဲ့လာစာကိုနောက်ထပ်အကြောင်းမပြတ်မချင်းရပ်ဆိုင်းလိုက်တယ်အဲ့ဒီအတော်အတွင်းဖုန်းကိုတော့အမြဲဖွင့်ထားပါအလုပ်ရပ်ဆိုင်းကြောင်းအကြောင်းကြားစာကိုကျွန်တော်ကင်ပြီးထွက်လာခဲ့တယ်တကားကြားကနေချောင်းကြည့်လိုက်တော့လင်းရွက်နဲ့သူ့အပေါင်းပါတွေဟာအောက်နိုင်သူအပြုံးနဲ့ခိုးပြုံးနေကြတာကိုမြင်လိုက်ရတယ်ကက်ထူတစ်တာလေးကိုကင်ပြီးကုမ္ပဏီတကားဝကနေထွက်လာတဲ့အခါ9နှစ်ကြာအလုပ်လုပ်ခဲ့တဲ့အဆောက်အဦကြီးကိုပြန်ကြည့်မိတယ်အရှက်ရမှုဒေါသထွက်မှုနဲ့စိတ်ပြတ်မှုတွေကကျွန်တော်နှလုံးသားကိုအံ့နဲ့ထိုးသလိုခံစားရတယ်မင်းတို့ကဒီလောက်နဲ့ငါ့ကိုအရှုံးပေးသွားမယ်လို့ထင်နေတာလားငါ့ကိုထောက်ပိတ်ရရင်ငါကဒီတိုင်းလက်ပိုက်ကြည့်နေမယ်ထင်နေလားကျွန်တော်ဖုန်းကိုထုတ်ပြီးအလို့ရနေတဲ့နံပါတ်တစ်ခုကိုခေါ်လိုက်တယ်အကူရှမ်းကျွန်တော်ပါအစီအစဉ်တိုင်းဆက်လို့ရပြီးအလုပ်ရဆိုင်ခံရတဲ့အဲ့ဒီညမှာပဲကျွန်တော်ကုမ္ပဏီရဲ့ကားပါကင်ကိုတွားခဲ့တယ်အဲ့ဒီမှာလုံခြုံရေးဝန်ထမ်းရှောင်းရှမ်းနဲ့ဆုံတယ်ရန်ဝမ်အားလုံးအဆင်သင့်ပဲလားစိတ်ချပါအကူရန်အကုန်စီစဉ်ထားပြီးသားမားကတ်တင်းဌာနကစိတ်တူတက်တဲ့စီလီရဲ့ကားကိုအခုနေရာဘေးမှာရက်ခိုင်းထားတယ်အခုကားနဲ့လည်းတပုံစံနဲ့ပဲသူ့ကိုတော့အဆောက်အဦရဲ့မိဘကာကွယ်ရေးစစ်ဆေးမှုရှိလို့ဒီညကားမရှိနဲ့လို့ပြောထားပြီးသားအခုတော့လင်းရွက်အစာစားမလားဆိုတာပဲစောင့်ကြည့်ရတော့မယ်သူ့လိုလူမျိုးကတော့တေချာပေါက်အစာစားမှာပါသူဒီနားမှာလှည့်ပတ်နေတာရက်ပေါင်းမနေတော့ဘူးအဲ့ဒီကားကိုပဲသူမျက်စိကျနေတာနောက်နေ့မနက်မှာတော့လူ300ကျော်ရှိတဲ့ကုမ္ပဏီရဲ့လုပ်ငန်းသုံးဂရုထဲမှာပောက်ကွဲထွက်သွားတော့တာပဲငါကားကိုဘယ်သူချစ်သွားတာလဲကားပါကင်ဘီနီယာနံပါတ်90မှာရက်ထားတာအဲ့ဒီလူကိုသာမီးလို့ကတော့အယိုးကိုအကုန်ချိုးပစ်မယ်အောက်မှာတော့ကြည်ရဆိုးလာတဲ့တပ်ပုံတွေကိုတွဲတင်ထားတယ်ကျွန်တော်ကားနဲ့မော်ဒယ်တူအယောင်တူကားတစ်စီးဟာချွန်တက်တဲ့အရာတစ်ခုနဲ့အရှိကြီးချစ်ထားတာခံထားရတယ်ဟာဘယ်သူကဒီလောက်တောင်ရုံမာရတာလဲဒါပြန်ပြင်ရင်ဘယ်လောက်ကုန်မလဲမသိဘူးကြည်ရတာနဲ့တင်နာကျင်လိုက်တာအကူလေးရဲတိုင်လိုက်တော့ CCTV တွေပြန်ကြည့်ခိုင်းလိုက်နေဦးဒီကားကရင်းနှီးနေတယ်လို့ပဲရန်ဝမ်ရဲ့ကားမဟုတ်ဘူးလားဂရုထဲမှာခဏတာတိတ်ဆိတ်သွားတယ်စိတ်တူတက်တဲ့အကူလေးကချက်ချင်းပြန်ဖြေတယ်ဒါငါကားကွာဝယ်ထားတာတလားတော့မပြည့်သေးဘူးရန်ဝမ်ရဲ့ကားကသူ့ဘေးမှာဒီနေ့မရှိဘူးမကြခင်မှာပဲအဆောက်အဦစီမံခန့်ခွဲသူကဝင်ပြောတယ်အားလုံးစိတ်အေးထားကြပါအခုချက်ချင်းပဲ CCTV တွေတွားစစ်မယ်လို့အဆောက်အဦစီမံခန့်ခွဲသူကပြောပြီးနိုင်ဝက်လောက်ကြာမှာပဲကုမ္ပဏီဂရုထဲကိုဝါတာတာပေးမယ်အရေးကြီးတဲ့ဗီဒီယိုဖိုင်တစ်ခုရောက်လာတယ်ဗီဒီယိုထဲမှာကုတ်အင်ဂျီအရှိကြီးဝက်နှာခေါင်းစီးတက်ပြီးအုတ်ထုတ်ဆောင်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာအကိုလီရဲ့ကားဘေးမှာမတင်ကားစရာကောင်းအောင်အကြာကြီးပက်ချလဲလှည့်နေတာကိုတွေ့ရတယ်မျက်နှာကိုအသေးချာမမြင်ရပေမဲ့သူ့ရဲ့ထူးခြားတဲ့ကောက်ကောက်ကေဆန်ပင်နဲ့10စင်တီမီတာတောင်းမြင့်ဖက်နှက်တွေကိုကြည့်ုံနဲ့လင်းရွက်ကိုတီးတဲ့သူတိုင်းဒါဘယ်သူလဲဆိုတာချက်ချင်းခွဲခြားမိကြတာပေါ့သူကတော့တချောင်းကိုထုတ်ပြီးကားစီးသားကိုအားနဲ့အချိန်ချင်းချစ်နေတာကိုလည်းအထင်ရှားမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲလုံခြုံရေးဝန်ထမ်းရှောင်းရှမ်းကဂယူထဲမှာအချိန်ကိုက်တက်တည်ဝင်ပေးလာတယ်လွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်ညတာဝန်ကြလုံးကလည်းဒီမိန်းကလေးကိုတွေ့မိတယ်သူကဒီကားဖြူရောင်တွေနားမှာပဲခောက်တုံးခောက်ပြန်ရှောင်နေပြီးတယောက်တည်းရေရွတ်နေတာသူကသူရှာမတွေ့တာပဲထင်နေခဲ့တာရှောင်းရှမ်းရဲ့စကားကမီးလောင်ရလေးပင်းလိုက်တယ်လို့ပါပဲဒါလင်းရွက်မဟုတ်လားသူကဘာလို့အကိုလီရဲ့ကောက်ကိုတွားချရတာလဲသူတို့ကရန်ညိုးရှိလို့လားဒီမိန်းမတော့ယူနေပြီထင်တယ်တကယ်ကိုအုံနောက်မရှိတာပဲအကိုလီကတော့ဒေါသကြီးကျယ်ထွက်ပြီးလင်းရွက်နဲ့လူဆွမ်းအားရင်းမြစ်ကဌာနမှုကိုဂယူထဲမှာတိုက်ရိုက်မန်ရှင်းခေါ်လိုက်တယ်ညနေ2 နာရီလုံခြုံရေးရုံးခန်းမှာလာရှင်းကြမလာရင်တော့အခုချက်ချင်းရဲတိုင်မယ်ရဲကိုကုမ္ပဏီအထိလာဖမ်းခိုင်းမယ်ဂလူးထဲမှာတင်းကြိုင်းကုန်းလို့တိတ်ဆိတ်သွားတယ်အခြေအနေတွေဒီလောက်ထိပြောင်းလဲသွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားကြဘူးလေကျွန်တော်ကတော့အဲ့ရပုံမှာလှည့်ရင်ဖုန်းစကရင်ကိုကြည့်ပြီးကျဉ်းနေမိတယ်ဒီအချိန်ကိုစောင့်နေခဲ့တာကြာပြီပဲဟင်းဘာတွေဖြစ်ကုန်တာလဲလို့ကျွန်တော်ကဂလူးထဲမှာဝင်ရေးလိုက်တယ်ကျွန်တော်ကဝက်ရှော့မှာစစ်ဆေးနေတော့မှပြန်မရသေးဘူးတော်သေးတာပေါ့မဟုတ်ရင်ကျွန်တော်ကားသာချစ်ခံရမှာကျွန်တော်ရဲ့ message ကစူပွက်နေတဲ့စီအိုးတွေကိုရေးအေးနဲ့လောင်းထည့်လိုက်တယ်လို့ပဲဂလူးထဲမှာပြန်ပြီးပောက်ကွဲကုန်ကြပြန်ရောအခုမှသဘောပေါက်ပြီလင်းရွက်ကအကိုလီရဲ့ကားကိုရန်ဝင်ရဲ့ကားလို့မှတ်နေတာကိုရန်ဝမ်ကိုကလက်စားချေချင်လို့တွားချစ်တာဒါပေမဲ့ကားမသွားတာပဲဖះကြီး
စိတ်တက်ကတကယ်ကိုရုပ်မာလုံးတာပဲပတ်စံညှစ်လို့မရတော့ကားကိုလိုက်ဖြတ်စီးတာလားဗီဒီယိုကားတွေကလူရုပ်မာမတွေအတိုင်းပဲရန်ဝန်ကတော့ကံကောင်းနဲ့ပြောရမယ်အလုပ်ရဆိုင်ခံထားရလို့ဒါပေါ်မဟုတ်ရင်သူကားပဲချစ်ခံရမှာလူတွေရဲ့အမြင်တွေကကျွန်တော်ဘက်ကိုလုံးဝပြောင်းလဲသွားပြီးဖုန်းကိုကြည့်ရင်ကျွန်တော်မျက်နှာမှာအေးဆက်တဲ့အောက်နိုင်သူအပြုံးတစ်ခုပေါ်လာတယ်လင်းရွက်မင်းငါကိုဖျက်ဆီးနိုင်မယ်ထင်နေတာလားမင်းကိုတင်ချိုင်းကိုတူးလိုက်တာပဲငါကတော့မင်းဘော်ကိုမြေကြီးဖို့ပေးဖို့ကူညီပေးရုံပါပဲနှစ်နာရီတိတိမှလုံခြုံရေးရုံးခန်းတကားကိုကျွန်တော်တွန်းဖွင့်လိုက်တယ်အခန်းထဲမှာလူတွေပြည့်နေနေတာပဲရန်ဝန်မင်းဒီမှာဘာလာလုပ်တာလဲမင်းကအလုပ်ရဆိုင်ခံထားရတာလေကျွန်တော်ဘသူ့ကိုမှဂရုမစိုက်ပဲစပွဲပေါ်ကိုလက်တော်တင်လိုက်တယ်ဌာနမှုကျွန်တော်အလုပ်ရဆိုင်ခံထားရတာမှန်ပေမဲ့ဒီပြဿနာတွေကကျွန်တော်ကြောင့်စတာဆိုတော့အကုန်လုံးရှင်းရှင်းလင်းလင်းသိရအောင်လာခဲ့တာပါဝင်မရှုံနဲ့မင်းကလူကောင်းဟန်ဆောင်မနေနဲ့ဒါမင်းထောင်ချောက်စင်တာမလားလို့လင်းရွက်ကအော်တယ်ငါထောင်ချောက်စင်တာဟုတ်မဟုတ်ဆိုတာအမှန်တရားကပဲစကားပြောပါလိမ့်မယ်လင်းရွက်မင်းညှိဦးမယ်ဆိုတာငါသိပါတယ်ဗီဒီယိုတွေကလူကမင်းမဟုတ်ဘူးလို့အဲ့ဒီနားကိုမတော်တဆရောက်သွားတာလို့ပေါ့ဒါပေမဲ့အဲ့ဒါတွေကအရေးမကြီးပါဘူးဒီမှာပိုစိတ်ဝင်စားဖို့ကောင်းတာတွေရှိသေးတယ်လူအားလုံးရှိမှာပဲပထမဆုံးဗီဒီယိုဖိုင်ကိုဖွင့်လိုက်တယ်စခရင်ပေါ်မှာတော့လင်းရွက်ကကျွန်တော်ရဲ့အလုပ်ဖြစ်နေတဲ့ကားပါကင်နေရာမှာခါထောက်ပြီးကန်ကြောက်နေတာတယောက်တည်းရေရွတ်နေတာတွေကိုတွေ့ရတယ်ဒါကပြီးခဲ့တဲ့ဂျာတာပလင်းနေ့ကမင်းကနေရာနာမှာ3မိနစ်လောက်ရပ်ပြီးချိန်ဆနေခဲ့တာဌာနမှုတွေရဲ့မျက်နှာတွေပြက်ကုန်တယ်ကျွန်တော်ကတော့အရှိန်မတက်ပဲဒုတိယဗီဒီယိုကိုထပ်ဖွင့်လိုက်တယ်အဲ့ဒါကတော့လင်းရွက်ကကျွန်တော်ကားနဲ့မော်ဒယ်တူတဲ့ကားတစ်စီးကိုတောနဲ့ချစ်ဖို့ကြိုးစားနေတော့လူတစ်ယောက်ဖြတ်သွားလို့လက်ဆောင်လိုက်တဲ့ပုံလေးပဲဒါကပြီးခဲ့တဲ့တောက်ချာနေ့ကမင်းချိန်ဆရုံတင်မကဘူးကားကိုပါဖျက်ဆီးဖို့ကြိုးစားခဲ့တာလင်းရွက်ရဲ့အသက်ရှူတန်တွေကပြင်းထန်လာပြီးစခရင်ကိုစိုက်ကြည့်နေတော့တာပဲလင်းရွက်ဟာတုံတုံရီရီနဲ့စကားတခုမှတော့ပြန်မပြောနိုင်တော့ဘူးစိတ်တူတက်တဲ့အကိုလီရဲ့လက်သီးတွေကတော့ဆုတ်ထားလုံးလို့အတန်တောင်မြည်နေပြီကျွန်တော်ကတော့တတိယမြောက်ဗီဒီယိုကိုထပ်ဖွင့်လိုက်တယ်အဲ့ဒါကတော့သူပတ်စံအိတ်အခုခံရပါတယ်ဆိုပြီးတရုပ်ဆောင်ခဲ့တဲ့နောက်တစ်နေ့ကရိုက်ထားတဲ့ဗီဒီယိုပဲရှောင်းရှမ်းရိုက်ထားတဲ့အဲ့ဒီဗီဒီယိုထဲမှာလင်းရွက်ဟာအပြစ်မရှိတဲ့ကားတွေကိုကံမှုပြနေတာတွေ့ရတယ်စခရင်ဘော်ကနေကြည့်နေရတာတောင်သူ့ရဲ့ရန်လိုမှုတွေကတကယ်ကိုကြောက်စရာပဲဒါကတနင်္လာနေ့ကပတ်စံညစ်ဖို့စူးစမ်းတာမအောင်မြင်တော့ဒီကားအပေါ်သူ့ရဲ့အမုန်းတရားတွေကပိုတိုးလာတာပေါ့အကိုလီလည်းတင်ထားတဲ့ကားချစ်ရာတက်ပုံနဲ့ကျွန်တော်စီကဗီဒီယိုလေးခုလုံးကိုစခရင်ဘော်မှာပြန်တူပြလိုက်တယ်အားလုံးကြည့်ကြပါသူကဒီကားကိုကျွန်တော်ကားလို့ထင်နေတာချိန်ဆတာကနေစတဲ့ဖြက်စီးဖို့စူးစမ်းတယ်နောက်ဆုံးတော့တကယ်ဖြက်စီးပစ်လိုက်တဲ့အထိပဲဒါဟာလုပ်ငန်းစဉ်တစ်ခုလုံးကိုပြနေတဲ့ခိုင်လုံတဲ့တက်တွေပဲကျွန်တော်ကတရားသူကြီးတယောက်စီရင်ချက်ချနေတယ်လို့မျိုးတီတီငိမ့်ငိမ့်ပဲဆက်ပြောလိုက်တယ်မင်းဒါကိုငါကားလို့ပဲအမြဲထင်နေခဲ့တာမဟုတ်လားကားနံပါတ်ကိုတော့တခါမှတေချာမကြည့်ခဲ့ဘူးမင်းအတွက်အရေးကြီးတာကမင်းကိုအိမ်ထိအခမဲ့အချိန်မှန်မှန်ပို့ပေးဖို့ပဲအဲ့ဒီအခွင့်အရေးကိုငါကရုပ်သိမ်းလိုက်တော့မင်းငါကိုရန်ညှိုးဖွဲ့တယ်လူမှုကွန်ရက်ကနေဖိအားပေးတာတွေထောင်ချောက်စင်တာတွေပတ်စံညစ်တာတွေမအောင်မြင်တဲ့အခါမှာတော့အစိုးရောက်ပြီးအမိုက်မဲဆုံးနီးလန်းနဲ့ဖျက်ဆီးဖို့မင်းရွေးချယ်ခဲ့တာပဲနှမျောစရာကောင်းတာကမင်းကလည်းစားချီတာတောင်ပြစ်မှတ်မှာသွားတာပဲကျွန်တော်ပြောပြီးသွားတဲ့အခါအခန်းထဲမှာတင်းချိုင်းကုန်းလိုတိတ်ဆိတ်သွားတယ်အားလုံးကထိုင်ကုန်ပေါ်မှာပြိုလဲကျနေတဲ့လင်းရွက်ကိုအားအသင်းတဲ့မျက်နှာတွေနဲ့ကြည့်နေကြတာပေါ့စိတ်တူတက်တဲ့အကိုလီကတော့မအောင်နိုင်တော့ဘူးလင်းရွက်ကိုလက်ညှိုးငုံငေါထိုးပြီးဟိတ်ဟောက်တော့တာပဲဒါမင်းလက်ချက်ပေါ့လေငါကမင်းကိုဘာမှမလုပ်ခဲ့ပဲနဲ့ငါကားကိုလာချစ်တယ်ပေါ့ဌာနမှုနဲ့အိတ်အားဌာနမှုတို့ဟာသူတို့ရှိမှတနာစရာကောင်းတဲ့တားကောင်လေးလိုတရုပ်ဆောင်ပြီးငိုပြနေတဲ့မိန်းမကဒီလောက်အထိရုံမာပြီးယူသွတ်တဲ့အကျင့်စည်းတစ်မျိုးရှိလိမ့်မယ်လို့အိမ်မက်တောင်မမက်ဘူးကြဘူးကျွန်တော်ကတွေးမရှိသလိုဖြူရော်နေတဲ့လင်းရွက်ကိုကြည့်ပြီးနောက်ဆုံးစကားတစ်ခုကိုအနည်းဆုံးပြောလိုက်တယ်အခုထိရောကျွန်တော်ကလုပ်ငန်းခွင်မှာနှိပ်စက်တဲ့သူကတော့ကာကွယ်ပေးရမယ့်တနာစရာတားကောင်လေးလိုထင်နေကြတော့မဲ့လားအဲ့ဒီစကားဟာဌာနမှုနဲ့အိတ်အားဌာနမှုတို့ရဲ့ခေါင်းကိုလူနဲ့အားရပါရထုလိုက်တယ်လို့ပါပဲအမှန်တရားကပေါ်ထွက်လာခဲ့ပြီးသူတို့ဟာဒီပြဿနာကြီးထဲမှာအနှုံအဆုံးအပေါင်းပါတွေဖြစ်ခဲ့ကြတာပေါ့ညင်းလို့မရတဲ့တက်တွေရှိမှလင်းရွက်ရဲ့နောက်ဆုံးခုခံမှုစီလဲပြိုလဲသွားပြီးသူဟာထိုင်ပုံပေါ်ကနေယူသွနေတဲ့တားရဲတကောင်လိုဝုန်းကနေထွက်လိုက်ပြီးကျွန်တော်ကိုလက်ညှိုးထိုးလို့အော်ဟစ်တော့တာပဲနင်းဒါတွေအားလုံးနင်းကြောင့်ဖြစ်တာရန်ဝမ်းနင်းအကွက်ချစီစဉ်ထားတာနင်းငါ့ကိုထောင်ချောက်စင်တာငါကောင်းစားတာကိုနင်းမကြည့်နိုင်ဘူးမလားနင်းကရောဘာကောင်မို့လို့လဲကားအစုပ်တစ်စီးရှိတာနဲ့ပဲလားငါကနင်းကားကိုလိုက်စီးပေးတာကိုကနင်းအတွက်ဂုဏ်ယူစရာပဲအဲ့ဒါကိုတောင်းနင်းကမျက်နှာပြက်နေသေးတယ်သူ့အတန်ကဆူရှာနေပြီးအစိတ်တောက်ဖြစ်စေတဲ့ချိန်ဆတန်တွေနဲ့ပြည့်နေတယ်အရင်ကလှပခဲ့တဲ့သူ့မျက်နှာဟာအခုတော့မနာလိုမှုနဲ့ယူသွမှုတွေကြောင့်ပုံပြက်ပန်းပြက်ဖြစ်နေပြီတကယ်ကိုကြည့်ရဆိုပြီးအယုတ်ဆိုးလွန်းလာတယ်ဌာနမှုနဲ့အိတ်အားဌာနမှုတို့ဟာသူ့မူအရာကိုကြောက်ပြီးအလိုလိုနောက်ကိုဆုတ်သွားကြတယ်အကိုလီကတော့ပိုးပြီးဒေါသထွက်လာပြီးဖုန်းကိုထုတ်ပြီးသူ့ကိုတိုက်ရိုက်ဗီဒီယိုရိုက်တော့တာပဲတော်ဆန်းဘာမှဆက်မပြောနဲ့တော့ဒီလိုစိတ်နေစိတ်ထားမျိုးရှိတဲ့သူကိုတော့ရဲတိုင်မှဖြစ်မယ်ရဲလက်ကိုပဲအပ်လိုက်မယ်ရဲဆိုတဲ့စကားလုံးကိုကြားတော့အိတ်အားဌာနမှုမျက်နှာပြတ်သွားတယ်ရဲတွေသာပါဝင်လာရင်ဒါဟာသတင်းဖြစ်သွားပြီးကုမ္ပဏီရဲ့ဂုဏ်သိက္ခာလည်းမြေစာပင်ဖြစ်တော့မှလေလင်းရွက်မင်းရဲ့အပြုအမူတွေဟာကုမ္ပဏီရဲ့စီးမြင့်စည်းကမ်းတွေကိုအကြီးအကျယ်ချိုးဖောက်ရာရောက်တယ်လို့ကုမ္ပဏီရဲ့ဂုဏ်သိက္ခာနဲ့လုပ်ဖော်ကိုင်ဖက်ရဲ့ပိုင်ဆိုင်မှုကိုလည်းထိခိုက်စေခဲ့တယ်ဒါကြောင့်ကုမ္ပဏီကိုစားငါအခုပဲမင်းကိုအလုပ်ကနေထုတ်လိုက်ပြီးမင်းရဲ့ပစ္စည်းတွေကိုတင်ပြီးအခုချက်ချင်းကုမ္ပဏီကနေထွက်သွားတော့ပြီးတော့သူကကျွန်တော်ဘက်ကိုလှည့်လာပြီးအပြစ်မကင်းတဲ့အပြုံးနဲ့ချုံမပြောတယ်ရန်ဝမ်းတကယ်စိတ်မကောင်းပါဘူးကွာကုမ္ပဏီကတေးသေးချာချာစုံစမ်းစစ်ဆေးမှုမလုပ်ခဲ့မိတာငါတို့အမှားပါမင်းမတရားခံခဲ့ရတာပဲမင်းရဲ့အလုပ်ရဆိုင်မှုကိုအခုပဲပြန်ဖြတ်ပေးမယ်မနေ့ပြန်ကစပြီးအလုပ်ကိုပုံမှန်အတိုင်းပြန်တက်ပါဒီကိစ္စအတွက်ကုမ္ပဏီကမင်းကိုရော်ကြီးပေးပါမယ်လင်းရွက်ကတော့အလုပ်ကထုတ်တယ်ဆိုတဲ့စကားကိုကြားပြီးကျန်းပြင်ပေါ်ကိုပုံရသားလဲကျသွားတော့တယ်ရော်ကြီးတော့မလိုပါဘူးဒါပေမဲ့ကုမ္ပဏီရဲ့တရားဝင်တောင်းပန်စာတစ်စောင်တော့လိုချင်တယ်ကုမ္ပဏီတစ်စိတ်တုံးပါရမယ်ပြီးတော့အဲ့ဒီတောင်းပန်စာကိုဝန်ထမ်းတွေအားလုံးရှိတဲ့ဂရုတွေကိုပို့ပေးရမယ်ကျွန်တော်စကားကြောင့်အိတ်အားဌာနမှုရဲ့အပြုံးတွေကတော့ခဲသွားတော့တာပါပဲဌာနမှုရဲ့မျက်နှာဟာလည်းရှုံးမဲ့သွားတော့တာပဲကုမ္ပဏီတစ်ခုကဝန်ထမ်းအဆင့်ရှိတဲ့သူတစ်ယောက်ကိုလူသိရှင်ကြားအမှားဝင်ခံပြီးတောင်းပန်ရမယ်ဆိုတာမကြားစဘူးတဲ့ကိစ္စလေဒါကသူတို့အတွက်ဒဏ်ငွေဆောင်ရတာထက်တောင်ပိုပြီးအရှက်ရဖို့ကောင်းနေတယ်ကျွန်တော်ကတော့သူတို့ကိုအေးအေးဆေးဆေးပဲစိုက်ကြည့်နေလိုက်တယ်ဒီတောင်းဆိုချက်ကအကျိုးကြောင့်မစီရောဘူးလို့ကုမ္ပဏီကယူဆတယ်ဆိုရင်တော့ကျွန်တော်လက်ထက်ကတက်သေးတွေကိုကျွန်တော်ပဲတင်ထားလိုက်ပါမယ်ပြီးရင်တော့ရှင်းနေတယောက်ငါပြီးကုမ္ပဏီရဲ့ဥပဒေအကြံပေးနေပဲစကားပြောကြတာပေါ့
လုပ်ငန်းခွင်အတွင်းနာမည်ဖြတ်မှုမတရားဆက်ဆံမှုနဲ့ဒီပြဿနာပါဝင်ပတ်သက်ခဲ့တဲ့အပေါင်းပါတွေရဲ့ဥပဒေကြောင်းအရတာဝန်ရှိမှုတွေကိုအေးအေးဆေးဆေးဆွေးနွေးကြတာပေါ့ဗျာသူတို့တယောက်ကိုတယောက်ကြည့်လိုက်ကြပြီးနောက်ဆုံးမှာတော့အရှုံးပေးလိုက်ကြရတယ်အဲ့အာဌာနမူဝန်လီကခေါင်းကိုတရားဆက်ညင်ရင်ပြောတော့တာပဲဒါကအနည်းဆုံးလုပ်ပေးရမယ့်အရာပါလုပ်ပေးရမှာပေါ့စိတ်ချပါရန်ဝမ်းဒီနေ့မကုန်ခင်မင်းအတွက်တောင်းပန်စာရစေရမယ်လင်းရွယ်အလုပ်ကနေထွက်သွားရပြီးတဲ့နောက်အကိုလီကိုလည်းကားပျက်စီးမှုအတွက်ရော်ချင်းငွေအမြောက်များပေးခဲ့ရတယ်လင်းရွယ်ရဲ့မိဘတွေကုမ္ပဏီထိလာပြီးပြဿနာရှာကြသေးပေမဲ့နောက်ဆုံးတော့လည်းအရှက်ရပြီးအမီးကုတ်ပြန်သွားကြရတာပါပဲကျွန်တော်ကတော့အလုပ်ကိုပုံမှန်တိုင်းပြန်ဝင်ခဲ့တယ်အရင်ကထက်တောင်ပိုပြီးစိတ်အေးချမ်းနေသေးတယ်ဒါပေမဲ့လင်းရွယ်ရဲ့ကလဲစားချင်မှုကဒီမှာတင်မပြီးသေးဘူးရက်ပိုင်းကြာမှပဲလုပ်ဖို့ကိုင်ဖက်တယောက်ကဖုန်းကိုကျွန်တော်ရှိလာချပြတယ်ရန်ဝမ်းဒါကြည့်စမ်းဒီလိုသတင်းမျိုးဘလို့ဖြစ်ပြီးတက်လာတာလဲသတင်းကောင်းစင်ကတီးတန့်သတင်းကုမ္ပဏီကဝန်ထမ်းတစ်ကိုနှိပ်စက်နေသည်ဝန်ထမ်းဟောင်းကကုမ္ပဏီနဲ့ပေါင်းပြီး1600ခဲ့တနာစရာဝန်ထမ်းတစ်လေးမတရားအလုပ်ထုတ်ခံရတဲ့အထက်ကိုဝင်မဖက်ခင်ကလေးကဒါဘသူလက်ချက်လဲဆိုတာကျွန်တော်သိနေပြီး post တစ်ခုလုံးမှာအမှန်တရားကိုလိမ်ညာထားပြီးလူမြင်ကောင်းအောင်လုပ်ကြံရေးသားထားတာကွန်မန့်တွေလည်းရာနဲ့ချီနေပြီးတကယ်ကိုအကျင့်ပြတ်တဲ့ကုမ္ပဏီပဲအဲ့ဒီရန်ဝယ်ဆိုတဲ့လူကဘသူလဲဖြစ်တဲ့လူသားစားပြီးလူပဲတနာစရာလင်းရွယ်လေးမငိုနဲ့တော့ဖတ်ထားပေးမယ်အမှန်တရားကိုမသိတဲ့အင်တာနက်အသုံးပြုသူတွေကကျွန်တော်ကိုရိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုနေကြတယ်လို့ကုမ္ပဏီရဲ့ဂုဏ်သိက္ခာလည်းအကြီးအကျယ်ထိခိုက်ကုန်တယ်အဲ့အာဌာနမူဝန်လီကကျွန်တော်ကိုသူ့ရုံးခန်းစီထက်ခေါ်ပြန်ရောရန်ဝမ်းအွန်လိုင်းပေါ်ကကိစ္စကိုကုမ္ပဏီ TPP ဥပဒေဌာနကအဲ့ဒီဖိုရမ်နဲ့ဆက်သွယ်နေတယ်မင်းဘာမှသွားပြီးပြန်မပြောနဲ့အောင်တော့သွားပြောရင်မီးလောင်ရလေးပင်းတယ်လို့ဖြစ်လိမ့်မယ်အမှန်တရားကအမှန်တရားပါပဲဌာနမူကျွန်တော်ကုမ္ပဏီကိုအခက်ခဲမဖြစ်စေပါဘူးကျွန်တော်နီကျွန်တော်ဟန်နဲ့ပဲဖြည့်ရှင်းပါမယ်ကျွန်တော်ဖိုရာအတစ်တစ်ခုစောက်လိုက်တယ်အဲ့ဒီထဲမှာအရေးကြီးတဲ့ CCTV ဗီဒီယို၄ခုလင်းရွက်ကျွန်တော်ကိုချင်းချောက်ခဲ့တဲ့စာတွေပတ်စံညစ်ဖို့စူးစမ်းခဲ့တာတွေနဲ့ကုမ္ပဏီရဲ့တရားဝင်တောင်းပန်စာတွေကိုအကုန်စုထည့်လိုက်တယ်အားလုံးကခိုင်လုံပြီးသားလင်းရွက်အင်တာနက်ပေါ်မှာမင်းထင်တိုင်းကျဲလို့ရမယ်ထင်နေလားမင်းအရန်ရိုးအလွန်းတာပဲအင်တာနက်ဆိုတာဥပဒေမဲ့တဲ့နေရာမဟုတ်တယ်လို့ငါကလည်းအသက်ခံဖို့စောင့်နေတဲ့တိုးတင်မဟုတ်ဘူးဒီတစ်ခါတော့မင်းကိုအသေးသက်မဲ့တန်ချက်ကဘယ်လိုမျိုးလဲဆိုတာငါပြပေးမယ်ပထမဆုံးအနေနဲ့ကျွန်တော်ရှိနေတယောက်ငါလိုက်တယ်တက်တီတွေအားလုံးပေးလိုက်တဲ့အခါရှိနေကစိတ်ချပါအကိုရန်ဒီအမှုကတော့ကျွန်တော်တို့နိုင်ပြီးသားပဲလို့ပြောတယ်ကျွန်တော်တို့ချက်ချင်းပဲတတိပေးစာနှစ်ဆောင်ပို့လိုက်တယ်တစ်ဆောင်ကဖိုရမ်ရဲ့ဥပဒေအဖွဲ့စီကိုပို့ပြီးအဲ့ဒီ post ကိုချက်ချင်းဖြုတ်ပေးဖို့တောင်းဆိုတယ်နောက်တစ်ဆောင်ကတော့လင်းရွက်စီကိုပေါ့ကျွန်တော်ရဲ့အစီအစဉ်ကိုကုမ္ပဏီရဲ့ဥပဒေဌာနကိုပြောပြလိုက်တဲ့အခါသူတို့အံ့ဩသွားပေမဲ့ဝိုင်းပြီးကူညီကြတယ်တတိပေးစာပို့ပြီးနောက်တစ်နေ့မှာပဲကျွန်တော်အဲ့ဒီနာမည်ကြီးနေတဲ့ post အောက်မှာဝင်ပြီးဖြည့်ရှင်းချက်ပေးလိုက်တယ်ကျွန်တော်ရဲ့အဖြေကဘုံတစ်လုံးပောက်ကွဲသွားတယ်လို့ပဲဘာဆဲဆိုတမ်းမှမပါဘူးဘာကြီးတွားတမ်းမှမပါဘူးညင်းလို့မရတဲ့ဗီဒီယိုတွေနဲ့တရားဝင်စာရွက်စာတမ်းတွေကိုပဲချပြလိုက်တာကျွန်တော်ကိုဆဲနေတဲ့သူတွေချက်ချင်းအတန်တိတ်သွားတော့တာပဲဒါကတော့ဒီနေ့အတွက်အလန်းဆုံးပြန်လည်တိုက်စစ်ပဲတက်တေတွေကအခိုင်အမာပဲဟိလင်းရွက်ကတစ်ချိန်လုံးလိန်နေတာကိုကားတောင်မှချစ်သေးတယ်တကယ်မင်းမယုတ်ပဲဖိုရမ်ရဲ့စီမံခန့်ခွဲသူတွေကလည်းလင်းရွက်ရဲ့ post ကိုချက်ချင်းဖြုတ်ပေးလိုက်တယ်လို့သူ့အကောင့်ကိုလည်းထာဝရပိတ်ပစ်လိုက်တယ်လင်းရွက်ဟာတတိပေးစာကိုလက်ခံရရှိပြီးတဲ့နောက်မှာတော့လုံးဝပြိုလဲသွားတော့တယ်နောက်နေ့မှာတော့ကျွန်တော်စီကိုမသိတဲ့ဖုန်းနံပါတ်တစ်ခုကနေဖုန်းဝင်လာတယ်အကိုရန်ကျမလင်းရွက်ရဲ့အမေပါကျမသမီးလေးကိုတနာပါဦးသူကငယ်သေးလို့ဘာလို့မိမှန်းမသိတာပါကျမတို့ရော်ကြီးပေးပါမယ်တောင်းပန်ပါမယ်အမှုကိုတော့ပြန်ရုပ်သိမ်းပေးပါနော်သူ့မှာပြစ်မှုမှတ်တမ်းရှိသွားရင်သူ့ဘဝပျက်စီးသွားပါလိမ့်မယ်ကျွန်တော်တိတ်တိတ်ကလေးနားထောင်နေပြီးမှအေးအေးဆေးဆေးပဲပြန်ပြောလိုက်တယ်ဒီစကားတွေကိုကျွန်တော်ရှိနေကိုပဲပြောလိုက်ပါခင်ဗျာလို့ပြောပြီးဖုန်းချလိုက်တယ်ငယ်သေးလို့ဘာလို့မိမှန်းမသိဘူးလေလားအသက်20ခုနှစ်ရှိတဲ့လူကြီးတယောက်ကဒီလောက်အထိရုံမာတာတွေကိုလုပ်ခဲ့ပြီးမှနောက်ဆုံးကျတော့မိဘတွေကလိုက်ရှင်းပေးနေရတာလားပြီးတော့တားကောင်ဖြစ်ခဲ့ရတဲ့သူကမှစိတ်တရေးရအရာပြန်ပြီးပတ်စံညစ်ဖို့စူးစမ်းနေတာကတကယ်ကိုရေးစရာပဲမဟုတ်လားနောက်ဆုံးတော့လင်းရွက်မှာပြစ်မှုမှတ်တမ်းမကြံရစ်ခဲ့ပါဘူးသူမိဘတွေကုမ္ပဏီကိုအချိန်ချင်းလာပြီးမျက်ရည်ဆက်လက်နဲ့တောင်းပန်ကြတယ်အကိုလီကိုလည်းကားအတွက်ရော်ကြီးအပြည့်အဝပေးခဲ့တယ်ကျွန်တော်နဲ့ကုမ္ပဏီကလည်းအမှုကိုပြန်ရုပ်သိမ်းပေးလိုက်တယ်ဒါကကျွန်တော်တို့စိတ်ပြောလို့မဟုတ်ပါဘူးဒီလိုလူမျိုးအတွက်အချိန်ထပ်ပေးဖို့မတန်တော့လို့ပါသူ့ရဲ့နာမည်ကတော့ဒီလုပ်ငန်းနယ်ပယ်ထဲမှာလုံးဝပျက်စီးသွားခဲ့ပါပြီသူနောက်ပိုင်းမှာအလုပ်တွေအများကြီးရှောက်ခဲ့ပေမဲ့ဘယ်မှအလုပ်မမြဲတော့ဘူးဒီလောက်စိတ်တက်ပုတ်ခတ်ပြီးအင်တာနက်ပေါ်မှာနာမည်ဖြတ်တဲ့သူကိုဘယ်ကုမ္ပဏီကမှအလုပ်မခံရတော့ဘူးလေကျွန်တော်ရဲ့အခြေအနေကတော့ကုမ္ပဏီမှာတိတိတတ်တာပြောင်းလဲသွားတယ်ဌာနမှူးကကျွန်တော်ကိုအပတ်စဉ်စည်းဝေးမှာလူသိရှင်ကြားကြီးကျူးခဲ့တယ်ပြီးတော့ကုမ္ပဏီကအကြာကြီးပြင်ဆင်နေခဲ့တဲ့အရေးကြီးတဲ့ project တစ်ခုမှာကျွန်တော်ကိုတာဝန်ခံအဖြစ်ခန့်အပ်လိုက်တယ်အရာအလုံးကတော့အတိတ်မှာကြံရစ်ခဲ့ပါပြီဘာလို့လဲဆိုတော့ဘဝဆိုတာဒီလိုပဲလှပတဲ့နေမဟုတ်လား